ယောဂဝေဒနာမရှိဘဲနဲ့ပဂတိကျမ်းမာတဲ့ဘုရားမြတ်စွာလက်ထက်တော်အခါမှာအနာကင်းရှင်ကျမ်းမာခြင်းနဲ့အစဉ်ထာဝရပြည့်စုံတဲ့အရှင်ဘာကုလဆိုတဲ့မထေရမြတ်ဘာကုလသုတ်တံဆိုပြီးတော့ထိုမထေရမြတ်ရဲ့အထုပ်ပတ်ကိုမှတ်တမ်းတင်ထားတာရှိတယ်။မြန်မာလူမျိုးတိုင်းလို့ကြားဖို့ကြလေအနာမဲ့ရှင်ဘာကုဆိုဘာကုလဆိုတဲ့အတိတ်ပဲကြီးကမှန်အောင်စလုံးပေါင်းဖို့တော့လိုတယ်။မြန်မာတွေကတော့ရှင်ဘာကုလို့ပတ်ဆောင်တဲ့ရေးနေကြတယ်။ရှင်ဘာကုမဟုတ်ဘူးဘာကုလဘာကုလကိုစလုံးပေါင်းတဲ့အခါမှာဘာတစ်ချက်ရေးချပါနောက်ကကုလကာကြီးတစ်ချောင်းငယ်ကုလငယ်လကုလဆိုတာအမျိုးကိုပြောတယ်ဘာဆိုတာကနှစ်ခုဆိုလိုတာကကုလဆိုတာအမျိုးသုံးပုံဒီဟာကုလဆိုတာဟို family ပေါ့ family ဆိုတာဘာမှလို့ပြောအိမ်တော်စုလို့လည်းပြောလို့ရရှင်းတော့ကတော့သူကအမျိုးတွေကကြီးကြစင်ဆက်နေလာတဲ့အခါကျရင်အိမ်ကြီးရာကြီးနဲ့နေကြကုလဆိုတာအုပ်စုကြီးတစ်ခုဆွေမျိုးတွေအုပ်စုကြီးတစ်ခုသူ့မှာဆွေမျိုးသားချင်းတွေအုပ်စုနှစ်ခုရှိတယ်ခုခေတ်လိုပြောမယ်ဆိုရင်အိမ်တော်စုနှစ်ခုကသူ့ကိုဖိုးွယ်အိမ်တော်စုနှစ်ခုနဲ့အမျိုးတော်တယ်လို့ဖြစ်လို့ပြောတာเนาะဘာကုလဆိုတာအိမ်တော်စုနှစ်ခုရဲ့ပါဖြစ်အိမ်တော်စုတစ်ခုတည်းကမွေးတာမဟုတ်အိမ်တော်စုနှစ်ခုရဲ့ပါအခုခေတ်မှာဆိုရင်တော့ဒီလိုအိမ်တော်စုနှစ်ခုကနေကိုကျင်းဝေးဆောင်ရှောက်တဲ့ပုဂ္ဂိုလ်ရှိကောင်းရှိနိုင်တယ်ပေါ့လေတကယ်ကိုမွေးတဲ့အမေရဲ့အိမ်တော်စုကတစ်ခုမွေးစားမိဘရဲ့အိမ်တော်စုကတစ်ခုဆိုလို့ရှိရင်အမေရဲ့အိမ်တော်စုကတစ်ခုမွေးစားမိခင်မိဘရဲ့အိမ်တော်စုကတစ်ခုဆိုရင်အိမ်တော်စုနှစ်ခုမဖြစ်ဘူးလားအဲ့ဒါလို့ရှင်ဘာကုလမှာလည်းပဲအိမ်တော်စုနှစ်ခုရဲ့အမွေခံသားသမီးဖြစ်လို့သူ့ကိုဘာကုလလို့ခေါ်တာနော်ဘာဆိုတဲ့အဓိပ္ပာယ်ကနှစ်ခုလို့အဓိပ္ပာယ်ရတယ်ကုလကအိမ်တော်စုနှစ်ခုကနေပြီးအမွေခံရတဲ့ပုဂ္ဂိုလ်လို့သူ့ဘဝကလည်းအဓမ္မဆန်းကျင်ခဲ့သူကကောသမိပြည်သားကောသမိပြည်ဆိုတာဒီကနေ့အိန္ဒိယနိုင်ငံအလ္လာဟဘတ်မြို့နားမှာရှိတယ်အလ္လာဟဘတ်မြို့ဟာကောသမိမြို့လို့ဒီလိုဆိုတယ်ပေါ့အဲ့ဒီမြို့နားမှာဂေါတိတာရမဆိုတဲ့ကျောင်းရှိတယ်ဂေါတိတာယုံကျောင်းရဲ့ဒီဘက်ကိုလာလိုက်တဲ့အခါကျတော့ယမုနာတို့ခင်းငါတို့ဆုံတဲ့မြစ်ဆုံကြီးတစ်ခုရှိတယ်ပေါ့အဲ့ဒီမှာအလ္လာဟဘတ်ဒီကနေ့အခေါ်မှာအလ္လာဟဘတ်လို့ခေါ်တဲ့ဒီကောသမိမြို့ကြီးမှာသူကမွေးတာအဲ့ဒီမြို့ကမြစ်ဆုံမှာရှိတယ်ခင်းငါတို့ယမုနာတို့ဆုံတဲ့မြစ်အဲ့ဒီမြစ်ဆုံမှာရှိတဲ့မြို့မှာသူကမွေးဖွားတာတာမန်အမျိုးကမွေးဖွားတာမဟုတ်ဘူးကောသမိမြို့မှာစီးစိမ်ဥစ္စာအမတန်ချမ်းသာတဲ့တထေးမျိုးကသူမွေးတာရှင်းတော့ကတော့အိမ်ဒီမှာရေချိုးကနေပါတယ်လည်းသိရှိဖို့မပေါ်ပါဘူးမြစ်ကိုဆင်းပြီးတော့ရေချိုးလေးရှိကြတာဟုတ်ရှင်းတော့ဒါမို့ရှင်ဘာကုလရဲ့အလောင်းကလေးသူငယ်လေးမွေးဖွားလာတဲ့အခါမွေးဖွားပြီး9 ရက်မြောက်နေ့မှာခင်းငါမြစ်မှာသွားပြီးတော့ကလေးလေးကိုရေချိုးပေးကြကလေးလေးရဲ့အထင်းအရာတွေနဲ့ရေသွားချိုးကြတယ်ပေါ့တထေးကတော့ပါမယ်မထင်ဘူးအထင်းတွေအရာတွေကကလေးလေးကိုခြိပိုးပြီးတော့မြစ်ရင်မှာရေချိုးတယ်9 ရက်သားကလေးဆိုတော့စဉ်းစားတာကြည့်ပေါ့တကယ်
ငယ်ငယ်လေးအဲ့ဒါလိုရေထဲမှာနှစ်လိုက်ရေချိုးပေးလိုက်လုံနေတဲ့အချိန်မှာကလေးငယ်လေးဆိုတော့သူကအနံ့အသက်ကလည်းမပြောင်းသေးဘူးပေါ့ညီနံ့နံ့အနံ့ကမပြောင်းဘူးအဲ့ဒီအချိန်မှာငါးကြီးတစ်ကောင်ကနေပြီးတော့ဒီကလေးလေးရေချိုးပေးနေတာကလေးလေးကိုမြင်လိုက်တဲ့အခါကျတော့စားစရာလို့ထင်ပြီးတော့ပါဇက်ကြီးဖြဲပြီးအနာနာငါးကြီးကကူးလာပါဇက်ကြီးဟလာတဲ့ငါးကြီးလည်းမြင်ရောကလေးလေးကိုရေချိုးပေးနေတဲ့အမျိုးသမီးတွေကြောက်ပြီးတော့ထွက်ပြေးချကလေးလေးပြစ်ထားခဲ့ပြီးတော့ထွက်ပြေးရေထဲမှာနော်အဲ့ဒီမှာငါးကြီးကအနာနာဘွားကလေးရောက်လာပြီးတော့ကလေးလေးကိုဟတ်လိုက်တာငါးပါးစပ်ထဲမှာပါသွားတယ်ပေါ့ငါးရဲ့သားကလေးမှာငါးပါးစပ်ထဲပါသွားတာဘာကြောင့်သူဟာငါးပါးစပ်ထဲပါရတယ်ဆိုတာကိုတော့မသိနိုင်ဘူးအတိတ်အကြောင်းအတွက်ဟောပြောထားတာမရှိဘူးတကယ်တော့လေသူ့ဘဝမှာငါးရဲ့သားတဲ့နဲ့ငါးပါးစပ်ထဲငါးဝန်းနဲ့ရောက်သွားတယ်ရောက်သွားပြီမဲ့လို့ဒီဘာကူလာဒီကလေးလေးဟာအဲ့ဒီတုန်းကနာမည်မပေါ်သေးဘူးပေါ့ငါးပါးစပ်ထဲရောက်သွားတဲ့အခါကျတော့သူကလူဘဝဟာနောက်ဆုံးဘဝလို့ပစ္စည်းမဘဝိကလို့ခေါ်တယ်ပစ္စည်းမဆိုတာနောက်ပိတ်ဆုံးဖြစ်တဲ့ဘဝမှာဣကဘဝိကနောက်ဆုံးဘဝမှာမွေးသူတဲ့နောက်ထပ်မမွေးတော့ဘူးဒီပုဂ္ဂိုလ်နောက်ဆုံးဘဝမှာမွေးတဲ့ပုဂ္ဂိုလ်ဆိုလိုတာကယဟန္တာဖြစ်မဲ့ဘဝလို့ဒီလိုပြောလို့အဲ့ဒါကိုပစ္စည်းမဘဝိကပုဂ္ဂိုလ်လို့ဒီလိုခေါ်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကယဟန္တာဖြစ်ရမဲ့ဘဝမှာဘယ်လိုဘေးအန္တရာယ်ကြုံသိရတယ်လို့မရှိဘူးသူတို့မသိဘူးဆိုတာဘယ်သူကစောင့်ရှောက်လဲဆိုရင်သူတို့ရဲ့ပါရမီကုသိုလ်တွေကစောင့်ရှောက်နော်အမေရိပေတွေကမစောင့်ရှောက်နိုင်ပေမဲ့လို့ပါရမီကုသိုလ်တွေကစောင့်ရှောက်တာငါးပါးစပ်ထဲပါသွားလို့ငါးဝန်းနဲ့ရောက်သွားတဲ့အခါမှာသူ့ဖို့တော့ပကက်ထဲထည့်သိမ့်လိုက်ရတယ်လို့ပဲဖြစ်တယ်ပကက်ထဲမှာအိတ်လိုက်သွားလိုက်ရတယ်ငါးရဲ့ဝန်းနဲ့ဆိုတော့ညီစော်တော့နာမှာပေါ့နော်သို့တော်လည်းငါးဥတွေတို့ဘာတွေတို့ဆိုတာအကင်ကြည့်မယ်ဆိုရင်တော့အီဆက်ဆက်ကလေးနေမှာပဲအဲ့တော့ငါးရဲ့ဝမ်းနဲ့ဆိုတော့နှွေးနှွေးချွေးချွေးလေးဖြစ်ပြီးဘိုက်ထဲမှာငါးရဲ့ဘိုက်ထဲရောက်သွားဒီကလေးလေးဘိုက်ထဲလေရောက်ရောငါးကြီးကမနေနိုင်ဘူးတဲ့သူ့ရင်ဘတ်တွေသူ့ဘိုက်တွေဖူလောင်းလာကလေးလေးရဲ့အစွမ်းတကူကြောင့်ဖူလောင်းတာသူကခင်းကမြေကြီးကနေပြီးတော့သူကခုပြေးလိုက်တာယူဇနာ30တယူဇနာမှာ10မိုင်နဲ့ပဲတွေ့အဲ့ဒါလောက်ဝေးခွာတဲ့ခရီးတစ်ခုကိုခုပြေးသွားလိုက်တာဘယ်ရောက်သွားတော့ဆိုဗာရာဏသီပြည်ကိုရောက်သွားဗာရာဏသီဆိုတဲ့မြို့ကလည်းပဲခင်းကမြေကမ်းမှာပဲရှိတယ်ဗာရာဏသီလို့ခေါ်တာတော့ကကြည့်ဘာဆိုတာနှစ်ခုပဲဗာရဏစီအာစီမြစ်နဲ့ခင်းကမြစ်နှစ်ခုဆုံတဲ့နေရာမှာဗာရာဏသီမြို့ရှိအဲ့ဒီမြို့ရောက်သွားတဲ့အခါကျတော့အဲ့ဒီငါးကြီးဟာဖိုက်ထဲမှာသွားတိုးမိသွားတငါးသည်တွေပစ်ထားတဲ့ဖိုက်ထဲမှာသွားတိုးတာနဲ့ငါးကြီးကလည်းအမတန်ကြီးတယ်ပေါ့ငါးကြီးဖမ်းမိသွားအဲ့ဒါလောက်ကြီးတဲ့ငါခါတိုင်းဆိုလို့ရှိရင်အကောင်လိုက်မရောင်းတုံးတစ်ပြီးမှရောင်းလို့ရှိရင်ဒီကနေ့တော့ဖမ်းမိတဲ့တငါးသည်တွေကတုံးတစ်ဖို့သတိမရဘူးကလေးလေးရဲ့ကုသကံရဲ့အစွမ်းတကူကစောင့်ထားတော့အဲ့ဒီငါးကြီးကလည်းဖမ်းမိလိုက်တာတဲ့တပြိုင်နက်သေသွားတယ်တဲ့ဒါနဲ့ငါးကြီးကိုဖမ်းပြီးတော့လို့ဆိုရင်ငါးကြီးကရိုက်တတ်ရမယ်ဒါနဲ့ခုတ်တတ်မယ်ရိုက်တတ်မယ်ဆိုလို့ရှိရင်ကလေးလေးချိကိုက်နိုင်တယ်ပေါ့ပိုက်ထဲတိုးတာနဲ့သူကသူသေသွားတယ်အဲ့ဒီငါးလေးကြီးကိုမြို့ထဲလိုက်ပြီးတော့ထမ်းပြီးရောင်းကြတယ်
သပြားတစ်ထောင်နဲ့ရောင်းတာဘယ်သူမှဝယ်မဲ့လို့မရှိဘူးနောက်ဆုံးတထေးအိမ်တအိမ်ရောက်သွားတဲ့အခါကျတော့ငါးကြီးထမ်းလာရတော့လေကြားတယ်ပေါ့ဝယ်မဲ့လူလည်းမရှိဘူးအကောင်ကြီးကကြီးတယ်ဈေးကလည်းများတယ်ဆိုတော့မဝယ်ဘူးပေါ့ခုခေတ်တစ်ထောင်ဆိုရင်တော့ဘာမှမရှိဘူးပေါ့နော်အဲ့ဒီခေတ်ကတစ်ထောင်ဆိုရင်အတန်များတယ်ပေါ့ဒါကြောင့်မလို့အဲ့ဒီငါးကြီးကိုတထေးကတော်ကြီးကဝယ်လိုက်တယ်လောက်နဲ့ဝယ်တစ်ချက်နဲ့ဝယ်လိုက်ငါးကြီးတစ်ကောင်လုံးကိုဈေးချပြီးတော့ရောင်းသွားတာဝယ်မဲ့လူမရှိဘူးအဲ့ဒီငါးကြီးလည်းမြင်ရောတထေးကတော်ကဘယ်တော့မှငါးကင်တာမဟုတ်ဘူးအဲ့ဒီနေ့ကျတော့ငါးကြီးမြင်တော့ငါးကြီးကလည်းကြီးလိုက်တာသူ့ကိုယ်တိုင်ခွဲမယ်ဆိုပြီးတော့ဇဝဲကြီးတွေကိုတင်ပြီးတော့တထေးကတော်ပဲငါးကင်တတ်မလဲမစိမ့်နယ်မှာမဟုတ်တယ်ခါလိုက်ဆိုလို့ရှိရင်ငါးကိုခွဲတဲ့အခါမှာရင်ဘက်ကစခွဲရဒီကနေ့တော့ငါးဝက်နဲ့မှရှိတဲ့ကလေးလေးရဲ့အစွမ်းတကောကြောင့်ရင်ဘက်ကိုမခွဲပဲနဲ့တထေးကတော်ကြီးကကြောကနေစခွဲတယ်တဲ့ငါးကြီးရဲ့ကြောကိုခွဲလိုက်တဲ့အခါကျတော့ကလေးလေးကိုဓာတ်တွေပါတယ်မထိဘူးပေါ့အဲ့ဒီမှာခွဲထုတ်လိုက်တဲ့အခါမှာကလေးလေးလည်းတွေ့ရောအော်လိုက်တာတထေးကတော်ကြီးကဟဲ့ငါးဝန်းထဲကကလေးလေးဆိုပြီးတော့တအိမ်လုံးကိုစူးညံသွားတာကလေးလေးကအသက်ရှူနေတယ်အရှင်ကလေးဖြစ်နေတယ်အသက်ရှင်ရဲ့ကလေးလေးတွေးလိုက်တဲ့အခါဝမ်းသာအားရဖြစ်ပြီးတော့တထေးကြီးကချက်ချင်းပဲဘယင်စီအကြောင်းကြားပြီးဘယင်နန်းတော်ကိုယူသွားတယ်တဲ့ပါရဏတိပြပရမင်းကြီးစီသွားပြတယ်ပေါ့ပြပြီးတော့အရှင်မင်းကြီးဟောငါးဘိုက်ထဲကကလေးလေးတယောက်ရတယ်ငါးဘိုက်ထဲကကလေးလေးရောက်အိုးပါရဏတိတစ်မျိုးလုံးဟာအကျော်လေးကအုတ်အော်တောင်းလင်းဖြစ်ပြီးတော့လာကြည့်ကြတာပေါ့ငါးဘိုက်ထဲကကလေးလေးရတယ်တဲ့အရှင်ကလေးတဲ့နဲ့ဆိုပြီးတော့ဘယင်ကြီးသွားပြတော့အေးဘယင်ကြီးကငါးဘိုက်ထဲကရတဲ့ကလေးလေးမသေးဘူးငါးဝန်းထဲမှာတောင်မသေးဘူးဆိုတော့တန်မှန်ပုဂ္ဂိုလ်မဟုတ်ဘူးဘုံကံကြီးတဲ့တတ္တဝါဖြစ်လောက်တယ်ခရုတစိုက်ဖြူးမွေးပါလို့တထေးကြီးကိုသားအဖြစ်မွေးစားဖို့ရအနှံလိုက်တယ်ဘယင်ကြီးအဲ့ဒီချိန်မှာဟိုကော့တန်ပီကမိဘတွေကလည်းစဉ်းစားတာကြည့်တော့ကလေးလေးငါးဘိုက်ထဲရောက်ပြီးငါးဟတ်သွားတယ်ဆိုတော့ဒီသတင်းကိုသူတို့နားထောင်နေကြတယ်မကြခင်ဗာရာဏသီမြို့ကိုသူတို့လိုက်လာကြတယ်သတင်းကြားတယ်တထေးအိမ်တိမ်မှာငါးဝန်းနဲ့ငါးဘိုက်ထဲကနေပြီးကလေးလေးတယောက်ရတယ်ဆိုတော့ဒိုသားလေးများဖြစ်လာမလားလို့ဆိုမိဘတွေကလိုက်လာကြလိုက်လာတဲ့အချိန်မှာကလေးလေးကိုဒီကမွေးစားတထေးကတော်ကြီးကပွေ့ချီးပြီးတော့နှုတ်ဘူးလေးနဲ့နှုတ်တိုက်ပေါ့အဲ့ဒီချိန်မှာခုနကမိခင်အရင်တို့ကရောက်လာပြီးတော့ဒါဒိုသားလေးနေမှာပဲဆိုပြောပြီးတော့ဒီကလေးပဲရတာတော့လို့မေးတော့ငါးဘိုက်ထဲကရငါးဘိုက်ထဲကရရင်ဒါကျမကလေးပဲလို့ပြောဟောတထေးကတော်ကြီးဟဲ့ဘယ်နဲ့နေကလေးဖြစ်ရမလဲပေါ့ငါတို့ကံကောင်းလို့ငါးဘိုက်ထဲကရတာနင်ကလေးမဖြစ်နိုင်မဟုတ်ဘူးကျမတို့ကလေးငါးမျိုးငါးဟတ်သွားငါးဘိုက်ငါးတစ်ကောင်ကလာပြီးတော့မျိုးသွားတယ်အေးငါးမျိုးတာဒီပြင်ငါးမျိုးတာနေမှာပေါ့ဒီငါးတော့မဟုတ်တော့ဘူးပေါ့ဆိုပြီးတော့အငင်းပွားတဲ့အခါကျတော့အဆုံးဖြတ်ခံမှုဘုရင်ကြီးစီရောက်သွားဘုရင်ကြီးစီရောက်တဲ့အခါကျတော့ဘုရင်ကြီးကဘယ်လိုဆုံးဖြတ်ပေးလိုက်တုံးဆိုမိခင်အရင်ကလည်းပဲဒီကလေးလေးကို6 လလွယ်ပြီးတော့မှ10 လမှမွေးဖွားခဲ့တာဖြစ်တယ်သူ့ကိုလည်းအမေမဟုတ်ဘူးလို့ဆုံးဖြတ်ဖို့မတော်ဘူးငါးဝယ်ပြီးငါးဘိုက်ထဲကကလေးရတဲ့ပုဂ္ဂိုလ်ကလည်းပဲဒီပစ္စည်းကသူဝယ်ထားတဲ့ပစ္စည်းဖြစ်လို့သူနဲ့မဆိုင်ဘူးလို့လည်းဆုံးဖြတ်လို့မဖြစ်ဘူးအဲ့ဒီတော့အိမ်တောင်စု2 ခုစလုံးကဒီကလေးလေးကိုပိုင်ဆိုင်စေလို့ဘုရင်ကြီးကချမှတ်လိုက်တာအဲ့ဒီလိုချမှတ်လိုက်လို့သူ့ကိုဘာကုလားလို့ခေါ်တာနော်အိမ်တော်စု2 ခုကအမွေခံသားသမီးဖြစ်ပိုင်ဆိုင်ခွင့်ရသွားတယ်ဒီကလေးဟာအဲ့ဒီလိုပိုင်ဆိုင်ခွင့်ရသွားတဲ့စကားကိုအကြောင်းပြုပြီးတော့ဘာကုလ
တယ်လို့ခေါ်တယ်ဘာကုလအိမ်အောင်စုနှစ်ခုရဲ့အမွေခံသားလေးတဲ့အမတန်ထူးဆန်းတဲ့ဘဝတစ်ခုသူဖြတ်တန်းပြီးတော့လားအဲ့တော့သူ့ဘဝမှာဘယ်လိုယက်တည်ခဲ့ရတော့လို့ဆိုတော့မိသားစုနှစ်ခုကအလွမ်းပြေဒီကလေးလေးကိုအိမ်အောင်စုနှစ်ခုလုံးကလည်းအမတန်မှချစ်ကြသူနေဖို့အိမ်တွေကိုတီးတီးတန်းတန်းလုပ်ပြီးတော့ဟိုမိခင်ရင်းကလည်းပဲသတိတွေကြီးပဲဆိုတော့ဟိုဘက်ကလည်းသတိဒီဘက်ကလည်းသတိသူတို့သတ်မှတ်ကြတယ်ဒီကလေးလေးဟာမိခင်ရင်းစီမှာလေးလနေရမယ်ငါးတဲ့ကနေရထားတယ်ငါးဝယ်လို့ရထားတယ်ပိုင်ဆိုင်နဲ့မွေးစားမိခင်ကခံမှာလေးလနေရမယ်လေးလတစ်ချိန်လေးလတစ်ချိန်ဟိုအိမ်ဒီအိမ်ရွှေ့ပြီးတော့နေရအဲ့ဒီဗာရဏသီနဲ့ကောသံဘီပေါ့အဲ့ဒီနှစ်မြို့မှာပြောင်းလဲပြီးတော့သူနေရအဲ့ဒီလိုခရီးသွားတဲ့အခါမှာကြတော့အဲ့ဒီခေတ်တုန်းကတော့ဇိမ်ခံမော်တော်တွေလည်းမရှိဘူးတင်မောကြီးတွေလည်းမရှိဘူးခုခေတ်လို့ဆိုလို့ရှိရင်တော့ဇိမ်ခံတင်မောကြီးနဲ့သွားမှာပေါ့နော်အဲ့ဒီခေတ်ကတော့ဘာရှိတုံးဆိုလှေကြီးနှစ်စင်းကိုဆက်ပြီးတော့ဖောင်လုပ်ထားအဲ့ဒီလှေကြီးနဲ့ဆန်တက်တယ်စုံဆင်းတယ်လှေကြီးနှစ်စင်းကိုဆက်ပြီးတော့ဖောင်လုပ်တယ်အစင်တစားတွေဆင်ပြီးတော့ဒီသူတို့သားလေးဟာကောသမီပြည်မှာလေးလနေလိုက်ဗာရဏသီပြန်လေးလနေလိုက်တယ်ဟိုမိသားစုကပြုစုဒီမိသားကပြုစုနေသူ့ဘဝမှာလိုလေသေးမရှိအားလုံးနှစ်ဖက်ကနေဖူးဖူးမှုတ်ထားကြတယ်သူ့ဘဝလောက်ချမ်းသာတယ်စဉ်းစားကြည့်ပါသူအိမ်အောင်ပြုတ်တယ်ဆိုတာကိုတီးသန့်မပါပေမဲ့လို့သို့တော်လည်းအိမ်အောင်ပြုတ်တယ်လို့ပဲမှတ်ရမှာပေါ့အဲ့ဒါလို့စုံကြီးဆန်ကြီးနဲ့အိမ်အောင်စုနှစ်ခုရဲ့စီးစိမ်ဥစ္စာတွေကိုခံစား권ရပြီးတော့ချမ်းချမ်းသာသာနေရတာနှစ်ပေါင်းလောက်ကြာသွားတော့ဆိုအနှစ်80အနှစ်80ဆိုအဖိုးကြီးဖြစ်မသွားဘူးလားနော်အသက်80အထိအောင်သူကအဲ့ဒါလို့သွားနေတာဟိုမှာလေးလဒီမှာလေးလဟိုမှာလေးလဒီလိုသွားနေဟိုအပိုင်းပိုင်းကလည်းအမတန်ကြီးဟိုဘက်ကလည်းတစ်ထေးမျိုးဒီဘက်ကလည်းတစ်ထေးမျိုးသူ့အတွက်အကုန်ကြခံပြီးတော့အကြီးအကျယ်ပျော်ပွဲရှင်ပွဲတွေနဲ့ခီးသွားတဲ့အခါအဲ့ဒါလောက်ထိအောင်စိန်ကြကြနေကြရတဲ့ပုဂ္ဂိုလ်ဘာကုသိုလ်ကောင်းမှုတွေများသူလုပ်ခဲ့တာတော့ဒီလောက်စိန်ကြကြနေရအောင်ကုသိုလ်ကောင်းမှုတွေထူးထူးခြားခြားသူလုပ်ခဲ့တာရှိကိုရှိရမယ်ပေါ့ဒီလိုထူးခြားတဲ့အကျိုးကျေးဇူးတွေကိုရတဲ့ပုဂ္ဂိုလ်တွေဟာထူးခြားတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ခဲ့လို့သာဖြစ်တယ်ကုသိုလ်ကောင်းမှုမလုပ်ခဲ့ဘဲနဲ့ဒီလိုစည်းစိမ်ချမ်းသာမျိုးကိုခံစားဖို့ဆိုတာစိတ်ကူးတဲ့တောင်ထည့်လို့မရဘူးဒါကြောင့်မလို့သူကထူးခြားတဲ့ကုသိုလ်ကောင်းမှုတွေသူ့ရဲ့ပါရမီဘဝဘယ်ကစတော့ဆိုတော့ဟောဒီဘတ်တကဘာကနေနောက်ဆုတ်ပြန်ပြီးတော့ရေးလိုက်တဲ့အခါကဘာတသိန်းဟောတသိန်းဆိုတာနဲတာမဟုတ်ဘူးနော်နောက်ဆုတ်ပြန်ပြီးတော့ရေးလိုက်တယ်1 2 3ဆိုပြီးတော့ရေးတာတသိန်းပြည့်တဲ့အချိန်ပါဘသူပွင့်တယ်လဲဆိုရင်ဘဒုမုဒ္ဒရမြတ်စွာဘုရားပွင့်ခဲ့တယ်အဲ့ဒီဘဒုမုဒ္ဒရမြတ်စွာဘုရားလက်ထက်မှာသူကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်ထူးခြားတဲ့ကုသိုလ်တစ်ခုကဘာလဲလို့ရှင်ဘဒုမုဒ္ဒရမြတ်စွာဘုရားနဲ့ယဟန်တန်ဃာတွေဟာတောအုပ်ကြီးတစ်ခုကိုဖြတ်တန်းသွားတဲ့အချိန်အဲ့ဒီတောအုပ်ကြီးထဲမှာအစိတ်ပင်နေဆိုတာရှိတတ်တယ်တောထဲမှာအစိတ်ပင်နေရှိတောထဲကတစ်ပင်တွေကအလွန်ထူးဆန်းတာတွေတချို့ဟာတွေအဲ့ဒီအစိတ်ပင်တွေရဲ့အနံ့ကိုရှူမိတာနဲ့လူဟာဒုက္ခရောက်တာတွေလည်းရှိတယ်အစိတ်ပင်ကအပွင့်နေပွင့်လို့ရှိရင်ပိုလန်လို့ခေါ်တယ်အဲ့ဒီဝုတ်မုံတွေကပြန့်ပြီးရှူမိလို့ရှိရင်လည်းဒုက္ခရောက်တယ်ဒီကနေ့ခေတ်မှာလည်းရှိတာပဲတောတဲ့ကြီးတွေထဲမှာနော်တချို့အပင်အောက်ကိုဝင်လို့ရှိရင်ဝန်းလျှောတဲ့အဲ့တချို့တစ်ပင်တွေကလည်းသူ့အနေနဲ့စိုက်သက်တည်ရှိတာပေါ့စိုက်သက်တည်ရှိလို့မှလူရတခါတော့ဆူလန်တစ်ဖာတွေတောက်ပြီးတော့တခါဆေးုံရောက်တာရှိတာနော်
ဆူလန်တစ်ဖာတောက်တာလို့ဘီတက်တောက်တာလို့အတိုင်းစားတစ်ခုကြီးတစ်ပင်လေးရဲ့စွမ်းရည်တတ္တိဆိုတာသူကလည်းသူရှိတယ်ဝန်းလျှောတဲ့အပင်သွားစားဝန်းလျှောမှာပဲတချို့အပင်တွေကအနံ့ကလေးနဲ့တင်မဲ့သူကိုဒုက္ခပေးတာရှိတယ်ကြည်လေဆရာစီကကြီးကမြတ်စွာဘုရားကိုဝန်းနေချုပ်နေလို့ဝန်းနှုတ်ဆေးအနေနဲ့မြတ်စွာဘုရားကိုပေးတာဝန်းနှုတ်ဆေးကတောက်ရတဲ့ဝန်းနှုတ်ဆေးမဟုတ်ဘူးဒီကနေ့ခေတ်ဆေးဆိုင်တွေတောင်မှရှိမှဒီဝန်းနှုတ်ဆေးမျိုးအလွန်ကောင်းနော်ဂျပန်ကလေးပေါ်မှာအဲ့ဒီဆေးလေးတုပ်ပြီးတော့တစ်ချိန်ရှူလို့ရှိရင်အချိန်30သွားတယ်တဲ့နှာခေါင်းလေးနဲ့ရှူရုံပဲဒီကနေ့ခေတ်ရှိရလားရှူတာနဲ့ဝန်းသွားတယ်ဆိုတာမရှိဘူးเนาะဒီနီးစနစ်ဒီပြောင်းနေတယ်ဟုတ်ကဲ့အဲ့ဒီလိုဆေးတွေကအမတမအစွမ်းထက်တဲ့ဆေးတွေရှိတတ်တယ်ပေါ့ဒီကတ္တဝမြတ်စွာဘုရားနဲ့ယဟန်တန်ဃာတွေတောတန်းကြီးကိုဖြတ်သွားတဲ့အခါကျတော့အစိတ်ပင်နေစိတ်ပင်နေရာဒီဥရုလိုက်ဖွင့်လိုက်တာအစိတ်ပင်ကလွင့်လာတဲ့ပိုလန်တွေကဝုံမုံတွေကြောင့်အဲ့ဒီဝုံမုံတွေကိုရှူပြီးရှိုက်မိတဲ့အခါကျတော့ကတ္တဝမြတ်စွာဘုရားရဲ့တပည့်ယဟန်တွေဘာဖြစ်ယောဂဝေဒနာတွေဖြစ်ယောဂဝေဒနာတွေဖြစ်ကြတယ်ပိုလန်ကြောင့်ဖြစ်တဲ့ယောဂဝေဒနာတွေပေါ့အစိမ့်ငွေတွေရှူမိလို့ဖြစ်တဲ့ယောဂအဲ့ဒါလိုယဟန်တွေကမကြမ်းမမာတွေအကုန်ဖြစ်ကုန်ကြတဲ့အခါမှာဟိမဝဒတောင်မှနေတဲ့ယသိကြီးတစ်ပါးကဆေးအကြောင်းနားလည်တာမို့သူကဆေးတွေဖော်ဆက်ပြီးတော့အဲ့ဒီပိုလန်ယောဂကိုကုပေးလိုက်တဲ့အခါယဟန်တော်တွေကအကုန်လုံးကျမ်းမာမာဖြစ်သွားကြတယ်ဟုတ်အဲ့ဒီယသိကြီးဟာဒီဘဝမှာကဘာတသိန်းသူကုသိုလ်ကောင်းမှုတွေမြောက်များစွာလုပ်ပြီးအဲ့ဒီတုန်းကထူးထူးခြားခြားယဟန်တန်ဃာတွေယောဂပြောင်းအောင်ကုပေးခဲ့လို့ဒီဘဝမှာသူကရှင်ပါကုလနာဖြစ်တယ်ဒီမျိုးသားလာဖြစ်တယ်နောက်တစ်ခါကြားထဲမှာတော့သူ့ဘဝတွေဇာကြောင်းတွေကမြုပ်သွားတယ်စာထဲမှာမှတ်တမ်းပါတဲ့ဘဝတစ်ခုကကတ္တဗမြတ်စွာဘုရားလက်ထက်မှာသူဘာလုပ်လဲစိုက်ပျိုးရေးလုပ်တယ်စိုက်ပျိုးရေးလုပ်ပြီးတော့ရလာတဲ့ပထမချိန်ရလာတဲ့ပစ္စည်းဥစ္စာတွေငွေချေးဒနာတွေရဟန်းတန်ဃာတွေအတွက်မီတင်းကုတ်ဆိုတာရှင်းတော့ကတော့ကျမ်းမာရေးအတွက်အသုံးပြုတယ်မီတင်းကုတ်ချွေးလေးပါလေးထွက်အောင်မီးတွေပါလေးလှုံပြီးတဲ့ခါကျတော့မှခေါနာရေချိုးတာတို့ရေချိုးပြီးမီးလုံတာတို့ဆိုတဲ့ကျမ်းမာရေးအတွက်အဲ့ဒီလိုမီတင်းကုတ်ကိုဆောက်ပေးတယ်နောက်ပြီးတော့ဝိသကုတီလို့ဆိုတဲ့အိမ်သားတွေကိုဆောက်လုပ်ပေးတယ်တန်ဃာတွေအတွက်ဒီကနေ့ခေတ်တော့ယဉ်ကျေးအောင်ခေါ်တယ်ပေါ့ကျမ်းမာဆောင်ဆိုပြီးတော့နော်အဲ့ဒါလို့အိမ်သားတွေဆောက်လုပ်ပြီးတော့လှူဒန်းထားတယ်ပြီးတော့တန်ဃာတွေမကြမ်းမမာရင်ဆိုပြီးတော့အမြဲတမ်းစေဝါဓာတ်စာတွေကိုအမြဲတမ်းထားပြီးတော့လှူဒန်းပေးတယ်ဒါကတ္တဗမြတ်စွာဘုရားလက်ထက်မှာသူလုပ်ခဲ့တဲ့ကုသိုလ်တစ်ခုပဲဂေါရမမြတ်စွာဘုရားလက်ထက်ရောက်လာတဲ့အခါကျတော့သူဟာဒီမျိုးသားလာဖြစ်တယ်ဒီမျိုးသားလာဖြစ်တယ်ဘလောက်ပဲသေဖို့ကံကြုံမသေးဘူးသူမသေးရုံနဲ့မကဘူးဒီကလေးလေးကသိကျမ်းမာလို့သူဟာစုံကြီးဆန်းကြီးကောတံဘီသွားလိုက်ဗာရဏသီဆုံးလာခဲ့ကောတံဘီဆန်တက်လိုက်တဲ့နှစ်ပေါင်း80ကြာအောင်သူဟာအိမ်တော်စုနှစ်ခုတထေးအိမ်တော်စုနှစ်ခုရဲ့စိတ်ဥစ္စာတွေကိုခံစားပြီးတော့ချမ်းချမ်းသာသာကြီးနေလာတာအသက်80ထိအောင်ရောက်သွားတယ်တဲ့ဒီပုဂ္ဂိုလ်ကနော်အဲ့ဒါလို့အသက်80ရောက်သွားတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဗာရဏသီကိုပြည်ကိုကြွပြီးတော့ပိဋကတ်တွေကိုတရားဟောတယ်အဲ့ဒီမှာသူတရားပွဲသွားပြီးတရားသွားနာလိုက်တယ်မြတ်စွာဘုရားကတရားဟောရင်ဘာတရားနာတယ်ဆိုတာတော့မပါပေမဲ့လို့မြတ်စွာဘုရားဟောလိရှိတဲ့တရားတစ်ခုပြောရမယ်ဆိုရင်ပထမဒါနကထာကိုဟောတယ်ဗျာလူမှုတန်မှု
ဒါနကောင်းမှုအကြောင်းတွေဟောတယ်ဒါနရဲ့အကျိုးကျေးဇူးတွေဟောတယ်ပြီးတဲ့အခါကျတော့သီလကထာသီလအကြောင်းကိုဟောတယ်ဒါနနဲ့သီလရှိပြီဆိုလို့ရှိရင်နတ်ပြည်ရောက်ဖို့မခဲဘူးကောင်းရသေးသေးဘုံရောက်ဖို့မခဲရင်ဘူးနတ်ပြည်ဆိုတာဘလို့ချမ်းသာတယ်ဆိုတာတက္ကကထာကိုဟောတယ်ဒါနသီလရဲ့အကျိုးဖြစ်တဲ့တက္ကကထာကိုဟောပြီးတဲ့အခါဘလောက်ပဲချမ်းသာကာမဂုဏ်အာယုန်နေဆိုတာကတခဏလေးပဲသာဝရမြဲတဲ့အရာတွေမဟုတ်ဘူးဆိုပြီးတော့ကာမဂုဏ်အာယုန်တွေရဲ့အပြစ်ကိုဟောတယ်ကာမနာအာဒီနဝကထာဆိုဟောတယ်အဲ့ဒါဟောပြီးတဲ့အခါဒီကာမဂုဏ်တွေကိုစွန့်လွတ်ရမယ်စွန့်လွတ်ပြီးတော့တရားဓမ္မကျင့်ရမယ်နိက္ခမေအာနိသံကကထာဆိုတာတတ္တဝါတွေကိုဒီပုံစံဟောတာဗျာအဲ့ဒါကထာ၅ပါးအနုပုပ္ပိကထာ၅ပါးလို့ခေါ်အစဉ်တိုင်းဟောလိရှိတယ်မြတ်စွာဘုရားဒါကကျွမ်းကျင်နေမှာတဲ့သမားတယောက်ဟာယောဂါကိုကုပြီဆိုလို့ရှိရင်ဆေးချက်တွေပြသွားတယ်လို့ကြီးမားတဲ့စွဲနေတဲ့ယောဂါတစ်ခုပြောင်းအောင်ကုတဲ့နေရာမှာပထမဆေးချက်ကပါဒုတိယဆေးချက်ကပါတတိယဆေးချက်ကပါဒီလိုအစဉ်စဉ်ကုသွားတယ်လို့ပဲမြတ်စွာဘုရားကလည်းလူတွေရဲ့တဏ္ဍာမှာရှိတဲ့ကိလေသာအညစ်အကြေးတွေကိုဆေးကြောဖို့ဆိုတာချက်ချင်းတန်းပြီးတော့တရားမဟောဘူးလွယ်တာလေးကစပြီးတော့လူရတယ်တန်းရတယ်ဒါနကထာဟောလူရတယ်တန်းရတယ်ဆိုတော့လူတွေဟာလှူတယ်တန်းတယ်ဆိုလို့ရှိရင်ဘာကိုပယ်တတ်တာတော့ဆိုတော့လောဘကိုပယ်ကြမှာပဲမလှူရဲ့မတန်းရဲ့ဆိုရင်လောဘတွေမဖြစ်ပေဘူးလားမစ္စရိယဆိုတဲ့တရားတွေဖြစ်တယ်အဲ့ဒီလောဘတို့မစ္စရိယတို့ကိုယော့ပါသွားအောင်ဒါနကထာဟောတာသီလကထာဟောလိုက်တဲ့အခါကျတော့ဒေါသတွေယော့ပါသွားဒါနကထာဖြင့်လောဘကိုယော့ချစေတဲ့သီလကထာဖြင့်ဒေါသကိုလျှော့ချပေးတက္ကကထာဖြင့်ဒါနသီလရှိပြီဆိုလို့ရှိရင်ဟောဒီအမတန်ချမ်းသာတဲ့လူဘုံနတ်ဘုံနတ်ချမ်းသာဆိုတာခံစားနိုင်တယ်ဆိုတာအကျိုးကျေးဇူးကိုဖော်ပြဘလောက်ချမ်းသာတဲ့ဘုံဘဝပဲဖြစ်ဖြစ်မင်းတို့ဒါတွေတွဲမနေနဲ့ကာမဂုဏ်အာယုန်တွေဆိုတာတရင်ကတခဏလေးပဲလို့အပြစ်တွေကိုဟောတာကာမနာအာရိနဝကထာအဲ့ဒီရောက်ရင်မတွေ့ဖို့ဟောတယ်မတွေ့ဘူးဆိုလို့ရှိရင်ကာမဂုဏ်အာယုန်ကိုလွတ်ထမ်းဘာခေါ်လဲဆိုရင်နိက္ခမဒါတွေကိုစွန့်လွတ်လိုက်တာကပို့ပြီးတော့ချမ်းသာတယ်လို့နိက္ခမဒုက္ခပေါ်ကျူးပြီးတော့ခေါ်တာညနိက္ခမေအာနိတံသာကထာလို့ဒီလိုကထာ900နဲ့ဟောလိုက်တဲ့အခါလူတွေဟာစိတ်အားတွေတက်ကြွပြီးတော့ကာမဂုဏ်အာယုန်တွေကိုစွန့်လွတ်ခြင်းတဲ့အနေအထားမျိုးတွေအသိဉာဏ်တွေရှင်းရှင်းလင်းလင်းကြီးဖြစ်လာတဲ့အချိန်လေးမှာမြတ်စွာဘုရားကဘာလုပ်တယ်လဲသစ္စာလေးပါးကိုဟောအဲ့ချိန်ကဟုတ်တယ်လေအဝတ်တစ်ခုကိုအယောင်ဆိုးတော့မယ်ဆိုရင်ဘာလို့အဲ့ဒီအဝတ်ရဲ့အညစ်အကြေးတွေကိုရှေးဥစွာဖွတ်လျှော်လို့အညစ်အကြေးတွေတန့်စင်သွားပြီဆိုလို့ရှိရင်အဲ့ဒီအဝတ်ကြိုက်တဲ့အယောင်ဆိုးလိုက်တဲ့အယောင်ဟာတောက်ပြောင်ဖြစ်တယ်ပေါ့အဲ့ဒီလိုမဖွတ်မလျှော်ပဲနဲ့အညစ်အကြေးတွေပိကတ်နေတဲ့အဝတ်ကိုဆိတ်ဆိုးမယ်ဆိုလို့ရှိရင်အယောင်မတောက်နိုင်ဘူးပေါ့မြတ်စွာဘုရားကကထာ9ပါးကိုဟောခြင်းဖြင့်လူရဲ့စိတ်ထဲမှာရှိတဲ့အညစ်အကြေးတွေဒါတွေကိုဖယ်ရှားပြီးစိတ်အားတွေတက်ကြွလာအောင်လုပ်ပေးတာစိတ်အားတွေတက်ကြွလာပြီးဆိုတဲ့အခါကျတော့မှသစ္စာလေးပါးကိုဟောတာဒုက္ခသမုဒယនិရောဓမေဃဆိုတဲ့သစ္စာလေးပါးကိုဟောလိုက်တယ်သစ္စာလေးပါးဟောလိုက်တဲ့အခါကျတော့ဓမ္မစက္ခုဆိုတဲ့တရားမျက်စိကဖွက်အမှန်ကန်နေသိတာဓမ္မစက္ခုဖြစ်လာတယ်ဓမ္မစက္ခုဖြစ်ပုံကိုတပည့်စကြာမှာဟောထားတာရှိတယ်မို့လားယံကိဉ္စိသမုဒယဓမ္မတပ္ပံတံនិရောဓဓမ္မနဲ့ယံကိဉ္စိသမုဒယဓမ္မဖြစ်ခြင်းသဘောရှိတဲ့တရားမှန်သမျှတပ္ပံတံនិရောဓဓမ္မချုပ်ခြင်းသဘောရှိတယ်ဘယ်မှမမြဲဘူးလို့ပြောတာအဖြစ်ရှိရင်အပြည့်ရှိမယ်ဒါကိုပြောတာနော်အဲ့ဒါလို့မြင်တာဟာဓမ္မစက္ခုပဲတရားမျက်စိနဲ့မြင်တဲ့အမြင်မှန်မှန်ပုဂ္ဂိုလ်တွေမမြင်နိုင်ဘူးလို့ပြောတရားမျက်စိရှိမှဒါကိုမြင်မြတ်စွာဘုရားကအဲ့ဒါလို့တရားဟောတာကို
အမတန်ချမ်းသာတဲ့ဘာကုလလို့ဆိုတဲ့တထေးကြီးတထေးသားကြီးအသက်80အရွယ်ဖိုးကြီးလို့ပဲပြောကြပါစို့နော်တရားနာရင်ကသဘောကျသွားပြီးတော့အသက်80မှာဘုန်းကြီးဝတ်တာသူကအသက်80မှာဘုန်းကြီးဝတ်တယ်အသက်80ဆိုပေမဲ့အဖိုးကြီးအိုမင်းကြီးလို့မအောင်မေ့လေနဲ့တန်တုံးမြန်တုံးပဲအသက်80ပဲနဲ့လို့ဟုတ်ကဲ့အသက်80ပဲမဲ့လို့ကျမ်းမာတယ်တန်တုံးမြန်တုံးပဲခုခေတ်ဆိုရင်တော့အသက်80ဆိုအဖိုးကြီးဖြစ်နေပြီရှင်ဘာကုလကြတော့ကျမ်းမာရေးအလွန်ကောင်းသည့်အတွက်ကြောင့်ဒီမျိုးသားကြီးကကျမ်းမာတုံးဖြစ်သည့်အတွက်ကြောင့်အသက်80မှာဘုန်းကြီးဝတ်လေဘုန်းကြီးဝတ်လိုက်တဲ့အခါမှာသူ့ရဲ့ဂုံကြီးတွေကအမတန်မှတက်လာသူ့ရဲ့ထူးခြားချက်တွေက38မျိုးတောင်ရှိတယ်အဲ့38မျိုးတော့မှတ်နိုင်တယ်ဗျာမှတ်ဖို့ပေါ့ဘာကုလတုတ်တန်ကိုကြည့်ရင်38မျိုးရှိတယ်သူကသာသနာပေါင်းဝင်ပြီးတော့ရဟန်းဝတ်လိုက်တယ်ရဟန်းဝတ်လိုက်တဲ့အခါကျတော့သူ့ရဲ့လူတုံးကတငယ်ချင်းတယောက်ရှိအလွန်ခင်တဲ့လူအဲ့ဒီလူကဗုဒ္ဓသာသနာထဲမရောက်ဖဲနဲ့အစေလကလို့ဆိုတဲ့အဝတ်မိုးတဲ့တက်ကထွန်းနေရင်ဘာသာထဲရောက်ပြီးတော့သူကတက်ကထွန်းလုပ်နေတယ်ပေါ့ဒီကနေ့ခေတ်မှာဆိုလို့ရှိရင်အစေလကအိန္ဒိယနိုင်ငံရောက်ဘူးတဲ့ပုဂ္ဂိုလ်တွေတွေ့ကြလိမ့်မယ်ချိန်ဖုံးကြီးတွေဆိုတာအဝတ်မပါဘူးเนาะအဝတ်မဟုတ်ဘူးဒီတိုင်းပဲပြီးမွေးတိုင်းဖာမွေးတိုင်းသွားနေတာเนาะအဲ့ဒီအစိလကဆိုတာဒီကနေ့ထိအောင်အိန္ဒိယနိုင်ငံမှာရှိတုံးပဲသူတို့ကိုးဝယ်တဲ့လူတွေကလည်းရှိတုံးပဲရှိတယ်ရုပ်တုကြီးတွေလည်းကိုးဝယ်တယ်ဖုံးကြီးလူအစ်စ်တွေလည်းရှိသေးတယ်သူ့တန်ငယ်ချင်းအစိလကအကြီးကတနေ့တော့သူ့စီလားလဲတယ်ပေါ့လားလဲပြီးတော့စကားစမြည်ပြောရင်းနဲ့ဘာမေးတုံလို့ဆိုတော့တန်ငယ်ချင်းနဲ့ဖုန်းကြီးဝတ်ပြီးမှမေးတုံဘယ်နှခါမိဝဲတုံနဲ့မေးတာအဲ့လိုမေးတဲ့အခါကျတော့ရှင်ဘာကုလပြောတာဟာတန်ငယ်ချင်းမင်းအဲ့လိုမမေးရဘူးပေါ့အဲ့လိုမမေးရဘူးတဲ့ကာမဂုဏ်စိတ်ကာမတင်ညာဘယ်နှခါဖြစ်ဖူးလဲလို့မင်းငါမေးရမှာတဲ့မင်းမေးတာရိုင်းလုံးအကြည့်တယ်ပေါ့ရိုင်းလုံးအကြည့်တယ်အဲ့လိုမမေးရဘူးကာမတင်ညာဘယ်နှခါဖြစ်ဖူးလဲလို့မေးရဆိုတော့ဒီရှင်ဘာကုလအသက်80မှာဝတ်လာတဲ့ကိုတော်ကပြောပြီးတော့သူ့ရဲ့ထူးခြားချက်တွေသူရှင်းပြတော့ပြောဟောသူကလူဘဝနဲ့အသက်80နေရဘုန်းကြီးဘဝနဲ့လည်းအသက်80နေရသက်80နေရအဲ့ဒီဘုန်းကြီးဘဝအသက်80ဆိုတော့နှစ်ရက်ပေါင်းလိုက်တော့ဘယ်လောက်ဖြစ်သွား160ကျမ်းမာမာကြီးတော့ဒီ160อ่ะလူဘဝနဲ့အသက်80ပြည့်မှာဘုန်းကြီးဝတ်တာဘုန်းကြီးဝါတော့80အဲ့ဒီအချိန်မှာခုနကအစိလကကြီးကလာမေးတာကိုလူတဲ့မင်းသင်္ကန်းဝတ်တာဘယ်နှစ်နှစ်ရှိပြီဆိုဟာငါအရှိနှစ်80ရှိပြီဗျအဲ့ဒီနှစ်80အတွင်းမင်းဘယ်နှခါမေးတော့ပြီးဝဲဖို့တော့မေးနော်ဟာမင်းအဲ့လိုမမေးရဘူးကွာကာမဂုဏ်စိတ်ဘယ်နှခါပေါ်ဘူးသလဲကာမစင်ညာဘယ်နှခါဖြစ်ဘူးသလဲလို့မေးရမယ်ဆိုတော့သူ့ရဲ့ထူးခြားချက်တွေဒီဘာကုလဆိုတဲ့အရှင်သူမြတ်တိကသာသနာပေါင်းဝင်လာပြီးတဲ့နောက်မှာသူက9ရက်ပဲဖုထုဇဉ်ဘွားနဲ့နေတာ10ရက်မြောက်တဲ့အချိန်ကစရဟနာဖြစ်သွားတယ်သူကအသက်80နဲ့သာသနာပေါင်းဝင်လိုက်တာ9ရက်ပဲတရားထုတ်လိုက်တယ်10ရက်မြောက်ကြရင်သူရဟနာကြီးဖြစ်သွားအဲ့တော့ယန္တာဘဝရောက်သွားတယ်ဆိုတော့ဘယ်မှာကာမတင်ညာကာမဂုဏ်တွေပေါ်မှာတွေ့တာတဲ့တင်ညာမျိုးအမှတ်တင်ညာမျိုးဘယ်မှာဖြစ်မလဲအဲ့တော့သူကပြောတယ်ငါဟာကာမတင်ညာတကယ်တော့မှအတ္တနာမှာဖြစ်ဖူးတယ်ဆိုတာမရှိဘူး
အဲ့ဒါဟာလည်းပဲသူ့ရဲ့ထူးခြားချက်တစ်ခုပဲဟုတ်ကဲ့ကာမတင်ညာတယ်လားလို့ဆိုမဟုတ်ဘူးတဲ့ဗျာပါဒတင်ညာဘသူပြင်စိတ်ဆိုးတယ်ဘသူပြင်မုန်းတယ်ဘုန်းကြီးတို့တွေရောမရှိဘူးလားမုန်းစရာကောင်းလိုက်တာကိုမကြိုက်တဲ့ဟာနဲ့တွေ့လို့ရှင်လူတွေ့ရင်လည်းပဲအငင်ကတ်တဲ့လူတို့ဒေါသတွေမဖြစ်ကြဘူးလားရှင်ပါကုလမထေရမြတ်ကြီးကတော့အနှစ်80အတွင်းမှာသူကမုန်းတယ်ဆိုတာလည်းတစ်ခါမရှိဘူးစိတ်ထဲမှာမုန်းတယ်လူမမုန်းရင်ရှင်တို့ကြဘိုးတို့မုန်းကြတယ်လေလူတွေကဟုတ်လားအဲ့လိုမုန်းတာဆိုတာတခုမှမရှိဘူးတဲ့သူတာဒါဒုတိယထူးခြားချက်ပဲနောက်ထူးခြားချက်တစ်ခုကဘာတော့ဆိုလို့ဆိုဘသူပြင်ရိုက်ချင်တယ်ဘသူပြင်နှက်ချင်တယ်တပ်ဖြတ်ညှင်းဆဲချင်တယ်ဆိုတာမျိုးသူ့စိတ်ထဲမှာတစ်ခါမှမပေါ်ဘူးဝိဟိန္ဒတင်ညာဆိုတာမရှိဘူးလို့ဒီလိုပြောဒါထူးခြားချက်တစ်ခုနောက်ထူးခြားချက်တွေကဘာတော့ဆိုရင်ကာမဂုဏ်အာယုန်တွေခံစားလို့တဲ့အတွေ့သူဘယ်တော့မှမတွေ့ဘူးတဲ့နှစ်80အတွင်းမုန်းတီးတဲ့အတွေ့တွေလည်းဘယ်တော့မှမတွေ့ဘူးတဲ့သူတစ်ပါးကိုညှင်းဆဲလို့တဲ့အတွေ့တွေလည်းဘယ်တော့မှမတွေ့ဘူးတဲ့အဲ့ဒီအတွေ့မျိုးဟာသူဘယ်တော့မှမသိဘူးတဲ့အတွေ့တွေဆိုတော့အလုံးပေါင်းလိုက်တဲ့အခါသူ့ရဲ့အံ့ဩစရာအချက်တွေက6မျိုးတောင်ဖြစ်သွားတယ်ဟုတ်ကဲ့ခုနကမြောင်အံ့ဩစရာကတော့သူကပါတော့ဆိုလို့သူကတက္ကရာကမတွေကလှူတဲ့တက္ကရာကမတွေကကိုတိလေအောင်လာလှူတဲ့ဂါပတိစီဝရဆိုတဲ့သင်္ကန်းမျိုးကိုသူဘယ်တော့မှမဟုတ်ဘူးဆိုလိုတာကပန္နကုသင်္ကန်းလိုဟာမျိုးပေါ့သူ့ကိုလှူထားတဲ့ပန္နကုသင်္ကန်းလိုဟာမျိုးပန္နကုပြစ်ထားတဲ့သင်္ကန်းမျိုးဂါပတိစီဝရဆိုတာဝါဆိုခါမှာဆိုရင်ဝါဆိုသင်္ကန်းကတ်ကြတယ်ကထိန်ခိတ်ဆွကထိန်သင်္ကန်းကတ်ကြတယ်အဲ့ဒီလိုသင်္ကန်းမျိုးသူပို့ဖူးတဲ့လက်မခံဘူးလို့ပြောတယ်အဲ့တော့သူ့ဒါဖြင့်သင်္ကန်းဘယ်ဟာရနေတုံးလို့ဆိုသူ့ရဲ့သားသမီးမြေးမြစ်တွေကကောင်းပေညွတ်မေ့ဆိုတဲ့အထည်တွေနဲ့ချုပ်ပြီးတော့နန္ဒာအုပ်ကြီးထဲမှာထည့်မွေးကြိုင်နေအောင်လုပ်ပြီးတဲ့အခါသူရေချိုးနေပြီဆိုရင်အပြင်နားမှာလာထားတာအဲ့ဒါရေချိုးပြီးတာနဲ့တပြိုင်နက်အဲ့ကသင်္ကန်းကိုဝတ်သွားအဟောင်းကသူများယူသွားကြတာအဲ့ဒါလိုနီးနဲ့သူကနှစ်ပေါင်း80နေလာလောက်ချမ်းသာတယ်ဆိုတာကြည့်နော်4 လတစ်ခါသူကသင်္ကန်းအသစ်ဝတ်တယ်လာပြီးတော့ပို့ထားတယ်တချို့ကလည်း4 လမဟုတ်ပါဘူးတဲ့2 ပတ်တစ်ခါပို့ပါတယ်လို့ဒီလိုဆိုလဲရှိတယ်ဒါကအမတန်ထူးခြားတာအတောကမင်းကြီးလက်ထက်ကတော့နိဂျောဒတာမဏေဆိုတာအတောကမင်းကြီးကိုဘုရားဘာသာဖြစ်သွားအောင်တရားဟောတဲ့ကိုရင်လေးသူနဲ့ပတ်သက်ပြီးတော့ဘုရားဘာသာဖြစ်သွားတာအတောကမင်းကြီးကအဲ့ဒီအတောကမင်းကြီးကဒီနိဂျောဒတာမဏေလေးကိုနောက်ကြတော့ယဟန်ဖြစ်သွားတာပေါ့လေအဲ့ဒီကိုတော်ကိုသူကသင်္ကန်းမနဲ့တစ်ခါလှူတယ်နေ့လယ်တစ်ခါလှူတယ်ညနေတစ်ခါလှူအဲ့တော့သူကတစ်နေ့ကို3 ချိန်သင်္ကန်းလဲတယ်မနေ့မှာသင်္ကန်းတစ်ထဲဝတ်ရတယ်နေ့လယ်မှာသင်္ကန်းတစ်ထဲလဲဝတ်တယ်ညကြတော့သင်္ကန်းတစ်ထဲလဲဝတ်တယ်တစ်နေ့3 ချိန်သင်္ကန်းသူ့ဘုံကံကတစ်မျိုးပေါ့နော်အဲ့ဒါလိုပဲနောက်ထူးခြားတဲ့အချက်တွေကဘာတွေတော့ဆိုလို့ရှိရင်ဒီရှင်ပါကုလမထေရမြတ်ကြီးကသူ့ကိုယ်သူဘယ်တော့မှသူကိုယ်တိုင်ဘယ်တော့မှသင်္ကန်းကိုဖြတ်ပြီးတော့ညှပ်ပြီးတော့ချုပ်ရတာမျိုးမရှိဘူးတဲ့အစင်းစင်းချုပ်ပြီးသားသင်္ကန်းပဲဝတ်တယ်ပေါ့သူကိုယ်တိုင်သင်္ကန်းစာကိုဖြတ်ထားမရှိဘူးသူကိုယ်တိုင်သင်္ကန်းကိုချုပ်ထားမရှိဘူးအဲ့နဲ့သူကိုယ်တိုင်ဆေးဆိုးပြီးတော့ဝတ်ရတာမရှိဘူးသူကိုယ်တိုင်သင်္ကန်းချုပ်တဲ့ကားပေါင်ချက်ကြီးတွေမှာသင်္ကန်းတည်ပြီးတော့ချုပ်တာမရှိဘူးတဲ့သင်္ကန်းချုပ်တဲ့အတိုင်းအတာကားပေါင်ချက်ကြီးတွေကိုကထိနာလို့ခေါ်တာကထိနာဆိုတဲ့စကားကအဲ့ဒါကလာဘုန်းကြီးတွေဝတ်တဲ့သင်္ကန်းကိုပုံစံကြအောင်ပြင်ချက်နဲ့နှုတ်ထားတဲ့ကားပေါင်ချက်ကြီးတွေရှိ
အဲ့ဒီကားပေါင်ကြကြီးတွေနဲ့တိုင်းပြီးတော့သင်္ကန်းကိုချုပ်တယ်အခုကိနဲ့ကတော့ဆက်နဲ့ချုပ်တာရှေးတုန်းကတော့လက်နဲ့ချုပ်ရတယ်အဲ့တော့သူကိုယ်တိုင်သင်္ကန်းကိုဘယ်တော့မှချုပ်ဝတ်တာမျိုးမရှိဘူးတဲ့နောက်တစ်ခုကသင်္ကန်းချုပ်ဖို့လည်းသူစီမံနေခဲ့တာတစ်ခါမှမရှိဘူးဆိုလိုတာကတော့သူကအလုတ်ရှုပ်တဲ့အလုပ်တစ်ခုမှမလုပ်ဘူးလို့ဆိုလိုတယ်မလုပ်စရာမလိုဘူးရှေးတုန်းကဆိုလို့ရှိရင်မြတ်စွာဘုရားတောင်မှပဲသူသင်္ကန်းသူလျှော်ရတာရှိသေးတယ်ဟုတ်ကဲ့လေဘာလို့ကိုသင်္ကန်းကတ်တယ်ဘုရားကိုယ်တိုင်သူ့အသူလျှော်တယ်ဖွတ်တယ်နော်တခါတရံရှင်အာနန္ဒာတို့ကမြတ်စွာဘုရားသင်္ကန်းကိုချုပ်ပေးကြရတယ်ကိုယ်တိုင်ချုပ်ကြရတာသင်္ကန်းတစ်ထည်ချုပ်ဖြစ်လာဘူးရှေးတုန်းကအခုလို ready made သင်္ကန်းဆိုတာမရှိဘူးပိတ်အုပ်တွေပဲပိတ်အုပ်တွေကိုသင်္ကန်းချုပ်ပြီးတဲ့အခါကျတော့ဆိုးရတယ်အမတန်မှဘုန်းကြီးတို့ငယ်ငယ်တုန်းကတောင်မှပဲသင်္ကန်းအတော်စိတ်ပြည့်စရာကောင်းတာအဲ့ဒီတုန်းကနော်တခါတရံသင်္ကန်းကကျွတ်လိုက်လို့ရှိရင်တခါတည်းလူကိုနီးနေတာပဲသင်္ကန်းရောင်တွေကစောပြီးတော့သင်္ကန်းတွေကအမတန်ကျွတ်တယ်ရှေးတုန်းကတချို့သင်္ကန်းကြတော့လေခေါ်လန်သင်္ကန်းဆိုတော့ဝါထိန်နေငယ်ငယ်တုန်းကရှိတာဝတ်တာဆိုတော့အဲ့ဒီဝါထိန်နေတဲ့သင်္ကန်းကိုဝတ်ပြီးတော့ဥပိ္ပဇေဆရာဖြစ်တဲ့ဆရာတော်ကြီးကိုတွဲသွားတဲ့အခါကျတော့ဆရာတော်ကြီးကဘာပြောတော့ရောမင်းသင်္ကန်းကလည်းကလမစာရီကြနေတာပဲတဲ့ဝါထိန်နေတယ်လို့ပြောခံရဘူးတဲ့မှတ်မှတ်ရရလေးသင်္ကန်းဝတ်ပြီးဆိုရင်အလွန်စိတ်ညစ်ရတယ်လက်ဖွားတွေလည်းနီလို့တကူလုံးလည်းနီလို့သင်္ကန်းကကျွတ်တာမျက်နှာတို့ဘွားတွေလည်းအကုန်နီးကုန်တာအဖြူရောင်မှန်တယ်မြလက်ကင်ဘွားတွေလည်းအကုန်နီးကုန်ဆွဲကုန်တယ်ဟောခုခေတ်တော့တော်တော်ဟန်ကြသွားတယ် ready made တွေလည်းပေါ်လာတယ်မကျွတ်တဲ့သင်္ကန်းတွေလည်းပေါ်လာတယ်ဆိုတော့ခုခေတ်တော်တော်လေးကိုတက်တက်တာရှိငယ်ငယ်တုန်းကသင်္ကန်းကျွတ်ရုံနဲ့မကဘူးတွန့်နေတယ်အဲ့တော့တွန့်တာကိုသင်္ကန်းလိပ်ပြီးတော့မိဖို့နဲ့မိဘူးတိုက်တာမဟုတ်ဘူးသင်္ကန်းဖွတ်တဲ့အခါမှာပြင်ကြကြီးပေါ်မှာတင်ပြီးတော့လက်ရတာသင်္ကန်းကိုဖွတ်ရင်းလျှော်ရင်းကနေပြီးတော့အလိပ်အတွန့်နေပြေအောင်လက်ရအဲ့ဒီခေတ်ကိုမြည်ခဲ့သေးတယ်ဟောသင်္ကန်းနဲ့ပတ်သက်တဲ့ဒုက္ခတွေဘယ်တော့မှမကြုံရဘူးတဲ့ဒီပုဂ္ဂိုလ်ကနောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်ဘယ်တော့မှတရားဓမ္မတွေကပြင့်တာဖိတ်တာကိုသူဘယ်တော့မှမလိုက်ဘူးဒါလည်းသူ့ရဲ့ထူးခြားချက်ဘုန်းကြီးဆိုတာဆွမ်းကားပြင့်ရင်အာနာရနဲ့လိုက်နေရတာရှိသေးတယ်နော်သူကတော့ဘယ်တော့မှလက်မခံဘူးတဲ့ပြင့်တာဖိတ်တာနောက်တစ်ခုကလည်းသူ့စိတ်ထဲမှာလည်းငါ့ကိုဆွမ်းစားပြင့်ပါစေဆိုတဲ့စိတ်လည်းတစ်ခါမှမပေါ်ဘူးတဲ့ငါ့ကိုဆွမ်းစားပြင့်ရင်ကောင်းပါပဲဆိုတာလည်းတစ်ခါမှမဟုတ်ဘူးတဲ့နောက်တစ်ခါရွာထဲမှာဘယ်တော့မှလည်းသူထိုင်ပြီးတော့မနေဘူးတဲ့ဘုန်းကြီးဝတ်လာတယ်ရွာထဲမှာရွာထဲကအိမ်ပေါ်မှာထိုင်နေဆိုတာတစ်ခါမှမရှိဘူးရွာထဲမှာလည်းပဲတစ်ခါမှဆွမ်းမစားဘူးဒါသူ့ရဲ့ထူးခြားချက်တွေနောက်တစ်ခုထူးခြားချက်ကတော့သူအမျိုးသမီးကိုမျက်လုံးတို့မျက်ခုံးတို့လက်ချေတို့ဘယ်တော့မှသူကြည့်ဘူးတယ်လို့မရှိဘူးတဲ့ဘုန်းကြီးဖြစ်လာမှပြောတာနော်ဘုန်းကြီးဖြစ်လာပြီးတဲ့နောက်မှာအမျိုးသမီးတယောက်ကိုဘယ်တော့မှမကြည့်ဘူးလို့ဆိုလို့လေသူနော်ကြည့်တာမျိုးမရှိဘူးတဲ့နောက်တစ်ခုအမျိုးသမီးကိုဘယ်တော့မှတရားမဟောဘူးတဲ့ဒါကဝိနည်းချမ်းကအရာအမျိုးသမီးပရိသတ်ဆိုလို့ရှိရင်ဒါကိုတရားနာပရိသတ်တွေနားလည်အောင်ပြောမယ်ဆိုလို့ရှိရင်ဘုန်းကြီးတွေမှာဝိနည်းစည်းကမ်းတစ်ခုရှိတယ်အမျိုးသမီးပရိသတ်တတ်ဆိုလို့ရှိရင်ယဟန်တွေကတရားဟောခြင်းလို့ရှိရင်စကား၄ခွန်း၅ခွန်းနဲ့ပို့ပြီးမဟောရဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့မဟုတ်တာတွေပါလာမှဆိုလို့အဲ့ဒီကြတော့ဘာရှိရတော့ဆိုအမျိုးသားတယောက်ရှိရဒါကြောင့်မို့ရှေးတုန်းကဆရာတော်ကြီးတွေကဒကမတွေကြီးပဲကြောင်းလာတယ်ဆိုရင်ကိုရင်ဖြစ်စေအနာနာမှာခေါ်ထားတယ်ကပ္ပိယတကာဖြစ်စေအနာနာမှာခေါ်ထားတယ်ကပ္ပိယတကာတယောက်ပါတယ်ကိုရင်တစ်ပါးပါတယ်ဆိုလို့ရှိရင်တော့တရားဟောလို့ရပေါ့အမျိုးသမီးကြီးတတ်ဆိုလို့ရှိရင်၅ခွန်း၆ခွန်းနဲ့ပို့ပြီးမဟောရဘူးဆိုတဲ့ဝိနည်းစည်းကမ်းရှိတယ်ဒီရှင်ဘာကုလာကတော့လုံးဝတရားမဟောဘူးတဲ့အမျိုးသမီးတွေ
ဘိက္ခုနီမကြောင်းလည်းဘယ်တော့မှမသွားဘူးတဲ့ဘိက္ခုနီမတွေကိုလည်းဘယ်တော့မှတရားမဟောဘူးတဲ့ဘိက္ခုနီမဝတ်ခင်အမျိုးသမီးတွေဟာလက်တွေ့ကျင့်သုံးဖို့အတွက်2 နှစ်ကျင့်ရတာ2 နှစ်ကျင့်နေတဲ့အချိန်ကိုတိတ်ခမန်လို့ခေါ်တယ်တိတ်ခမာနသင်္นานယူနေတဲ့အမျိုးသမီးဘိက္ခုနီလို့ဖို့သင်္นานယူနေတဲ့အမျိုးသမီးကိုတိတ်ခမန်လို့ခေါ်တယ်အဲ့ဒီတိတ်ခမန်တွေကိုလည်းဘယ်တော့မှတရားမဟောဘူးတဲ့နောက်ကိုရင်ဘဝနဲ့နေတဲ့တာမဏေရီကိုရင်မသူတို့ကိုလည်းပဲတရားမဟောဘူးဟုတ်လားအမျိုးသမီးတွေဘက်က3 ဦးရှိတယ်တာမဏေရယ်တာမဏေရီရယ်တိတ်ခမန်ရယ်ဘိက္ခုနီရယ်ဒီကနေ့ခေတ်မှာတော့အဆက်တွေပြတ်သွားသည့်အတွက်ကြောင့်သီလရှင်ပဲအစားဝင်လာတာရှိတော့တယ်ပေါ့နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဘယ်ရှင်လောင်းကိုမှလည်းသူရှင်ပြုမပေးဘူးတဲ့ဘယ်ယဟန်လောင်းကိုမှလည်းပဲသူယဟန်ခံမပေးဘူးတဲ့အလုံးကိုတတ်တအောင်နေတဲ့အဓိပ္ပာယ်ပြောရောက်တယ်ပေါ့သူ့ရဲ့ထူးခြားချက်တွေကသူနှစ်80ဆိုတာနဲသလားမနဲဘူးဒီလောက်ကာလာကြီးမှာဒါတွေသူတခုမှမလုပ်ဘူးလို့ပြောတာနော်ယဟန်ခံမပေးဘူးယဟန်ဆိုတာ9 ဝါအထိဥပ္ပစ္စေနဲ့ပဲနေရဥပ္ပစ္စေနဲ့မနေနိုင်ရင်ဆရာအစားရှာအဲ့ဒီဆရာကိုနေတကြီးဆရာလို့ခေါ်တယ်သူဟာနေတကြီးဆရာဘယ်တော့မှမလုပ်ဘူးတဲ့ပြီးတော့သူ့ကိုပြုစုလုပ်ကျွေးဖို့ဆိုပြီးတော့ကိုရင်ကိုဘယ်တော့မှအပြုစုမလုပ်ကျွေးခိုင်းဘူးတဲ့ဒါသူထူးခြားချက်တွေရေချိုးတဲ့အခါမှာလည်းပဲချွေးထုတ်တဲ့အိမ်ကိုဇေယုံအိမ်လို့ခေါ်တယ်ဘုန်းကြီးတို့သီရိလင်္ကာနိုင်ငံရောက်တော့ကမဟာဝိဟာရဆိုတဲ့ကျောင်းအနုရာဓပူရမြို့ကမဟာဝိဟာရဆိုတဲ့ကျောင်းမှာဇေယုံအိမ်ဆိုတာတွေ့ခဲ့ရတယ်ပေါ့အဲ့ဒီမှာရေချိုးတဲ့အခါမှာအေးမပတ်အောင်လို့ဆိုပြီးတော့မီးဖို့ထားတယ်အဲ့ဒီနွေးအောင်လုပ်ချိုးတာခုခေတ်ဆိုရင်တော့ရေဘူးနဲ့ချိုးတဲ့သဘောပေါ့နော်ခုခေတ်ကတော့လျှက်စစ်မီးတွေရှိနေတဲ့အခါကျတော့ရေဘူးရေအေးရနေအဲ့ဒါလို့ဇေယုံအိမ်မှာသွားပြီးတော့သူကဘယ်တော့မှရေမချိုးဘူးတဲ့ရေနွေးချိုးတာမျိုးတွေပေါ့ခုခေတ်နောက်ဆပ်ပြမှုန့်နဲ့ဘယ်တော့မှရေမချိုးဘူးတဲ့ဆပ်ပြတိုက်ပြီးဘယ်တော့မှလည်းရေမချိုးဘူးတဲ့နောက်တစ်ခုကသူ့ခန္ဓာကိုယ်ကိုဘယ်တော့မှကိုရင်ဖြစ်စေဦးစင်းဖြစ်စေသူ့ကိုဂျေတွန်းခိုင်းတာတစ်ခါမှမလုပ်ဘူးတဲ့ဒါတွေကသူ့ရဲ့ထူးခြားချက်တွေပေါ့နောက်တစ်ခုကတော့သူကခေါင်းကိုက်တာတို့ခါနာတာတို့သွားကိုက်တာတို့ဗိုက်နာတာတို့ဆိုတဲ့ဒီနာကျင်ကိုက်ခဲတဲ့ညောင်းတန်ညာတာကစဒီယောဂါတွေဟာလုံးဝကိုသူမဖြစ်ဘူးတဲ့သိကုန်မသိဘူးတစ်ခါမှခေါင်းမကိုက်ဘူးတစ်ခါမှဗိုက်မနာဘူးလို့ဆိုဒါကျမ်းမာနာအောင်ပြောနော်ဘယ်လောက်ထိအောင်တိုင်းတာတိသူကျမ်းမာတော့ဆိုလို့ရှိရင်နွားတို့ညစ်နွားရဲ့နှုတ်ကိုညှစ်တဲ့အခါမှာလက်ကလေးနှလုံးနဲ့ဆွဲပြီးတော့တစ်ချိန်ညှစ်ချလိုက်တဲ့အတိုင်းတာလေးဆိုလိုတာက10 မိနစ်လောက်ကလေးတောင်မှဒီယောဂမဖြစ်ဘူး10 စက္ကန့်လေးတောင်မဖြစ်ဘူးလို့ဒီလိုပြောလို့တာနောက်တစ်ခုကခုခေတ်လူကြီးတွေပြောတယ်တို့တော့ကျမ်းမာတာရက်စားတောင်မရက်ဘူးလို့ပြောကြတယ်နော်ရှင်ပါကုလကကျမ်းမာလိုက်ပုံတော့ဆေးဆိုတာသူလုံးဝမတော့ဘူးတဲ့ဘာဆေးမှမတော့ဘူးနောက်ဆုံးမှာစီးပြူဒီချမ်းကလေးတောင်ဆေးဖြစ်စားဘူးလေဆိုတော့သူမရှိဘူးတဲ့အဲ့ဒါလောက်ထိအောင်ကျမ်းမာရေးကောင်းတယ်လို့ပြောတယ်နောက်တစ်ခုကဒီလောက်ကျမ်းမာတဲ့ခိုးတော်ကြီးဟာထိုင်ပြီဆိုလို့ရှိရင်နောက်ကိုမှီပြီးတော့ထိုင်တာတစ်ခါမှမရှိဘူးဒီတိုင်းပဲမတ်မတ်လေးပဲထိုင်တယ်အဲ့ဒါလည်းမကဘူးအနည်း80လုံးသူမအိပ်ဘူးတဲ့ခုခေတ်လူတွေထင်လို့ရှိရင်မအိပ်ရင်တော့ဒီကိုယ်တော်ကြီးကျမ်းမာရေးချိုးတက်မှာလို့ထင်ရနော်တကယ်ကတော့သူကတမဘဝင်စားနေတာဆိုတော့အိတ်ထားတဲ့စိတ်ကငြိမ်ပြီးတော့ချမ်းသာဒုက္ခရနေတာဆိုတော့အိတ်ချင်စိတ်လည်းမရှိတော့ဘူးပေါ့အနည်း80မအိပ်ဘူးတဲ့အဲ့ဒါတွေမကဘူးသူကရွာတဲကကြောင်မြို့တဲကကြောင်ရွာနာကကြောင်မြို့နာကကြောင်မှာဘယ်တော့မှမနေဘူးတဲ့နေတာတောရကြောင်တွေကြီးပဲသူနေဘူးတဲ့ဒါသူ့ရဲ့ထူးခြားချက်
နောက်35ခုမြောက်ထူးခြားချက်ကဘာတော့လို့ဆိုလို့ရှိရင် तू ဟာကိလေသာမကင်းသေးတဲ့ပုဂ္ဂိုလ်အဖြစ်နဲ့တရားဓမ္မတွေတိုင်းသားပြည်သူတွေကလှူတဲ့ဆွမ်းကို तू 9ရက်ပဲစားဖို့တယ်ကိလေသာမကင်းသေးတဲ့ဘဝနဲ့9ရက်ပဲစားဖို့တယ်10ရက်မြောက်ကစပြီး तू ရဟန္တာဖြစ်သွားပြီလို့ပြောတာနော်အဲ့ဒါသူ့ရဲ့ထူးခြားချက်တွေပဲအဲ့ဒီသူ့ရဲ့ထူးခြားချက်တွေကိုပြောပြလိုက်တဲ့အခါကျတော့ခုနကသူ့တငယ်ချင်းအစေလကတက်ကတော်အစေလကကတ္တဝလို့ခေါ်တယ်အဲ့ဒီတက်ကတော်ကြီးဟာအမတန်မှဝမ်းသာအားရဖြစ်ပြီးတော့သူလည်းအသက်80အနှစ်80လောက်တရားထုတ်လာတာဟာအဲ့ဒီတက်ကတော်ဘဝနဲ့နေလာတာဘာအကျိုးကျေးဇူးတစ်ခုမှမရဘူးဒါကြောင့်မို့သူလည်းပဲသူ့တငယ်ချင်းလိုပဲသာသနာပေါင်းဝင်ပြီးတော့ရဟန်းခံမယ်ဆိုပြီးတော့သာသနာပေါင်းဝင်ခွင့်တောင်းတယ်တောင်းပြီးတော့မြတ်စွာဘုရားဟောတဲ့နီလန်းစနစ်တိုင်းကျင့်သုံးလိုက်တာသူလည်းရဟန္တာကြီးဖြစ်သွားတယ်အစေလကကတ္တမရှင်ပါကုလနဲ့ပတ်သက်ပြီးထူးခြားချက်2ခုကြံသေးတယ်35မျိုးသောအချက်တွေဟာသူ့အတွက်သူ့ဘဝတစ်သက်တာအတွက်အလွန်ထူးခြားတဲ့အချက်တွေဒီလိုသတ်မှတ်တယ်နောက်ထူးခြားတဲ့36ခုမြောက်ထူးခြားချက်ကဘာလို့ဆိုတော့သူအသက်80ရဟန်းဘဝနဲ့ဝါ80ရတဲ့နေ့မှာကျောင်းတကာလှည့်ပြီးတော့သူကနှိုးဆော်တယ်ကိုတော်တို့ထွက်ကြဒီကနေ့တပည့်တော်ပြိဋိဘံဆန်တော့မယ်လို့လိုက်ပြောဆိုလိုတာကတော့ပြောတာဒီကနေ့ငါသေမယ်လာကြည့်ကြလို့ပြောတယ်ဟုတ်ကဲ့ပြောရဲလားအဲ့ဒါလို့လူတွေကခုခေတ်လူတွေတော့ပြောရင်နမိတ်မရှိနမမရှိဘူးနော်ရှင်မကုလကတော့ကျောင်းတကာလှည့်ပြီးတော့ကိုတော်တို့ထွက်ကြဒီကနေ့တပည့်တော်ပြိဋိဘံဆန်တော့ပြိဋိဘံဆန်တယ်ဆိုသူသေမယ်လို့ပြောတာဒီနေ့နော်အဲ့ဒီလိုလှည့်ပြီးတော့ခြေညာတယ်သူသေမဲ့အချိန်ကိုသူသေမဲ့ရက်သူသေမဲ့အချိန်ကိုသိနေတယ်ပေါ့ဒါလည်းထူးခြားချက်တစ်ခုပဲနောက်ဆုံးပြိဋိဘံဆန်သွားတဲ့အခါကျတော့တန်ဃာရီရဲ့အလယ်မှာတင်မြင်ခွေပြီးတော့ထိုင်ရဲ့ပြိဋိဘံဆန်သွားတယ်သူများလို့လဲပြီးတော့သေတာမဟုတ်ဘူးထိုင်ရဲ့ကြီးပြိဋိဘံဆန်တာထိုင်ရဲ့ပြိဋိဘံဆန်တယ်ဆိုတာရှင်ကုဏ္ဏညပတိပြကြီးတဲ့ထိုင်ရဲ့ပြိဋိဘံဆန်တယ်ဘာဖြစ်လို့ထိုင်ရဲ့ပြိဋိဘံဆန်တာတော့ဆိုတော့ထိုင်ပြီးကမ္မထမ်းထိုင်တယ်လို့ထိုင်နေထိုင်ပြီးတော့ဇန်သမာဘတ်တွေဝင်စားတယ်ဝင်စားပြီးတော့ဇန်သမာဘတ်တွေကထားလိုက်တဲ့အချိန်လေးမှာသုတိစိတ်ကြသွားထိုင်ရဲ့ပြိုလဲမသွားဘူးနော်ထိုင်ရဲ့နဲ့ပဲပြိဋိဘံဆန်သွားတယ်အဲ့ဒါလို့ထိုင်ရဲ့ပြိဋိဘံဆန်တာဟာသူ့ရဲ့ထူးခြားချက်တစ်ခုပါသာသနာတော်မှာမတ်တရရဲ့ပြိဋိဘံဆန်တဲ့ပုဂ္ဂိုလ်ရှိသေးတယ်သိကြရလားနာလကမထေဆိုတာနော်မောနိယအကျင့်ကိုကျင့်တဲ့နာလကမထေပါရွှေတော်ကြီးကိုမှီပြီးတော့မတ္တရပြိဋိဘံဆန်သွားတယ်မတ္တရရဲ့ပြိဋိဘံဆန်တာအဲ့ဒီကြပါရှိတယ်ထိုင်ရဲ့ပြိဋိဘံဆန်တာရှင်ကုဏ္ဏညလည်းထိုင်ရဲ့ပြိဋိဘံဆန်တယ်အခုရှင်ပါကုလလည်းထိုင်ရဲ့ပြိဋိဘံဆန်တယ်ဒါဟာဒီပုဂ္ဂိုလ်မြတ်ကြီးရဲ့ထူးခြားတဲ့အချက်တွေပါမြန်မာစကားမှာပြောလို့ရှိတဲ့အနာမဲ့ရှင်ပါကုဆိုတာဒီပုဂ္ဂိုလ်လူပုဂ္ဂိုလ်မြတ်ကြီးဟာသူ့ရဲ့ဘဝဇာလန်းကလည်းအလွန်တရာထူးဆန်းပြီးတော့အောဘရကောင်းတဲ့သာသနိကဂုဏ်ကြီးတွေကလည်းပဲအမတန်မှထူးခြားတယ်ပြိဋိဘံဆန်သွားတဲ့အခါမှာလည်းဘယ်သူမှဒုက္ခမပေးဘူးဘယ်သူမှလိုက်ပြီးတော့ဟောလားခွေးကိဆိုတည်သွားလို့ရှိရင်မလုပ်ရဘူးအလောင်းကိုမချရဘူးလားကျန်တဲ့လူတွေအလုပ်တော်တော်ရှုပ်တာနော်ကျန်တဲ့လူတွေအလုပ်တော်တော်ရှုပ်တာဒီအလောင်းကြီးချထားတာကျန်နေတဲ့အခါကျတော့ဒါကြီးကိုတည်ရတယ်မိတကြိုရတယ်မလုပ်ရဘူးလားရှင်ပါကုလကအဲ့ဒီလိုသူများကိုလည်းဒုက္ခမပေးခြင်းတဲ့အခါကျတော့သူကဒိဋ္ဌံထားခဲ့တာသူ့အလောင်းကိုဘယ်သူမှတကြိုစရာမလိုဘူးသုတိစိတ်ကျသွားတာနဲ့တပြိုင်နက်ခန္ဓာကိုယ်ထဲကမိတောက်တွေပေါ်လာပြီးတေဇောဓာတ်လောင်သွားလိုက်တာအသားတွေအသွေးတွေထောပတ်ကိုမီးလောင်တယ်လို့ပဲဟောနဲ့မီးတောက်ပြီးတဲ့အခါကျတော့အယုဒ္ဓတ်တွေပဲကျန်တော့တယ်
လူတွေကဓာတ်တော်ဆိုတာအလုံးလေးလို့ထင်တာဒီလိုဆိုလိုတာမဟုတ်ဘူးအယိုးကိုပဲဓာတုလို့ခေါ်တာနော်အားလုံးခန္ဓာကိုယ်ကကျွမ်းကျန်တဲ့အရာတွေကိုဓာတုအဲ့ဒါလို့ရှင်ဘာကုလမထေရမြတ်ကြီးဟာသူ့အလိုလျောက်ခန္ဓာကိုယ်ကနေပြီးတော့မိတော့တွေထွက်လာပြီးတော့သူ့အလောင်းဟာမိလောင်ကျွမ်းသွားပြီးနောက်ဆုံးမှာအယိုးဓာတ်တွေမြလာကြံတယ်တဲ့ဟောဒီပုဂ္ဂိုလ်မြတ်ကြီးရဲ့ဘဝဟာလူဘဝနဲ့အနှစ်80ရဟန်းတော်ဘဝနဲ့အနှစ်80နှစ်ပေါင်း160သာသနာတော်မှာအကျမ်းမာဆုံးနဲ့အသက်ရှည်ဆုံးပုဂ္ဂိုလ်တဲ့သူ့လောက်အသက်မရှိပေမဲ့လို့အသက်ရှည်တဲ့ပုဂ္ဂိုလ်တစ်ပါးကရှင်အနုရုဒ္ဓ150အသက်ရှည်တယ်ဒီတဲ့နောက်သူတို့လောက်အသက်မရှိပေမဲ့လို့အသက်ရှည်တဲ့ပုဂ္ဂိုလ်တွေဘယ်သူတွေတုံးဆိုတော့ရှင်မာကတ္တမက120ဝိတာခါကလည်းပဲကျောင်းမာကြီးကလည်းအသက်ရှည်တယ်120ရှင်အာနန္ဒာလည်းအသက်120တဲ့အသက်တန်းရှည်တဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်အသက်ရှည်ပြီးတော့အသက်လည်းအရှည်ဆုံးကျမ်းလည်းကျမ်းမာဆုံးဆိုတာတော့ဟောဒီအနာမဲ့ရှင်ဘာကုလပါပဲဒါကြောင့်မို့လို့ထူးခြားတဲ့ဘဝကိုရောက်တယ်ဆိုတာထူးခြားတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ခဲ့မှသာလေထူးခြားတဲ့အကျိုးကျေးဇူးတွေကိုရနိုင်တာထူးခြားတဲ့ဘဝကိုရမှာဖြစ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့သည်ထူးခြားတဲ့ကုသိုလ်ကောင်းမှုကိုပြုလုပ်ခြင်းဖြင့်ထူးခြားတဲ့ဘဝကိုရပြီးနောက်ဆုံးအထူးခြားဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုတို့တွေမျက်မှောက်ပြုနိုင်ဖို့အတွက်ပါရမီကုသိုလ်ဓုတွေကိုစီးပူးအားထုတ်ရမယ်လို့တန်ဋိဌာန်ချပြီးပါရမီကုသိုလ်ဓုများကိုစီးပူးအားထုတ်နိုင်ကြပါစေကုန်သတည်း